ကဲအခုကဒီအခု TikTok trend မှာလေမြန်မာတွေ join ကို join တဲ့ trend ကိုရှင်တို့ပြောပြမယ်လာဆဆူမပလို့ရှင်တို့ကတက်လူတွေဆိုလို့ရှင်တော့တဟောက်သားကြည့်လိုက်တော့လာစိုက်တဲ့နေရာမှာသာစိုက်တယ်လို့နေရာယူလိုက်တော့အခုဒီထိုင်းကနေပြီးတော့လေ Thailand နငါ Thailand နငါဆိုပြီးအမလေးအဲ့ဒါကိုထိုင်းရောက်မြန်မာတွေကလည်းဒီလိုမျိုးဟာကြီးတွေလွှင့်ပြီးတော့ခါကြတော့ join နေကြတာလေတခြား selly တွေတော့အမှ view တက်တဲ့လူတွေကလည်းအဲ့လိုမျိုးကြီးတွေ join နေကြတာအဲ့ဒါကြီးကို join ပြီးတဲ့ခါကျတော့အခုဒီကမောစာတာဒီနန်းတော်တို့ဘာတို့မှလားမသိဘူးအဲ့လိုမျိုးထိုင်းရဲ့ဝတ်စုံကြီးတွေလိုဟာမျိုးကြီးတွေဝတ်ပြီးတော့အဲ့လိုမျိုး join နေကြလို့လေအဲ့ဒါကိုမျက်စိနောက်နေရနော်တို့မျက်စိထဲမှာတော့အဲ့ဒီတခြင်းနဲ့သူတို့ရဲ့ဟာကိုဒီ promote လုပ်ပြီးတော့ join ရမယ့်အစားရှင်တို့မြန်မာတွေလေအခုမြန်မာပြည်မှာဆိုလို့ trend တစ်ခုဖြစ်နေတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကောင်လေးတွေအဖွဲဆိုထားတဲ့ Black Peace ရဲ့ SWG တခြင်းလေ Shawty you don't like me it's alright ဆိုတဲ့တခြင်းကိုမြန်မာအကတွေကပြီးတဲ့အခါကျတော့ join နေကြတယ်အဲ့ဒီရှင်တို့ TikTok မှာအရင်များဖက်မြတ်ဒီလိုမျိုးဖင်လှုပ်ပြီးတော့ကနေမဲ့အစားအဲ့အကလေးကိုလေးတင်လိုက်မြန်မာအကကိုလေးတင်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးလေး join လိုက်ကြပါလားနော်အဲ့ဒါဆိုလို့ရှိရင်ကိုမြန်မာတချင်းကိုမှဒီလိုမျိုးဘိုးလိုမျိုးလေးစိုးထားပြီးတဲ့အခါကျကိုမြန်မာကိုလည်း promote လုပ်ရလဲရောက်တယ်ဟိုခုန Thailand ဆိုတဲ့ငငေါဆိုတဲ့ကောင်မတပုတ်လုံးဆိုထားအင်္ဂလိပ်လိုဆိုထားတာမှတောင်းမှတို့ကအခုမှ subtitle နဲ့ကြည့်မိလို့အင်္ဂလိပ်လိုမှန်သိတာအစတော့ကထိုင်းလိုဆိုထားတာပဲမှတ်နေတာအခုဒီမြန်မာ group ကဆိုထားတာဆိုလို့ရှိရင်အင်္ဂလိပ်လိုလည်းကောင်းတယ်ပြီးတော့ခါကျတော့ကတဲ့လူတွေ join ကြတဲ့လူတွေဟာလည်းမြန်မာအကားနဲ့မြန်မာစတိုင်ပဲ join ကြတာကဲအဲ့ဒီတော့ရှင်တို့သူများတချင်းနဲ့သူများနိုင်ငံကို promote လုပ်ပြီးတော့သူများနိုင်ငံတိုးတက်ရေးလုပ်နေကြမယ်အစားမြန်မာတချင်းကိုเนาะမြန်မာအကလေးကိုလေးကျင်းလိုက်ပြီးတဲ့အခါကျတော့အဲ့ဒီမြန်မာအကလေးနဲ့မြန်မာပြည်ကိုပဲ promote လုပ်ပြီးတော့ join ကြပါလို့ပြောချင်တယ်ပြခါကျဆယ်လီတွေလည်းဟိုလို Thailand ဟိုနားလဲ Thailand နဲ့အတော့ကမှမျက်စိနောက်နေပြီเนาะသူတို့ကတော့အဲ့ဒါအောင်မြင်တယ်လို့ပြောရမယ်သူတို့နိုင်ငံအတွက်လေသူတို့ဟာတော့သူတို့အဲ့လို promote လုပ်ရင်းနဲ့သူတို့တချင်းကလည်းအောင်မြင်လာတယ်အဲ့လိုပဲတို့မြန်မာတွေဘက်မှာဆိုလို့ရှိရင်လည်းဒီတချင်းနဲ့ဒီ trend ကို join တာမြန်မာမာလေးတွေထမိန်လေးတွေနဲ့ကတယ်ဒီဘိုလိုဆိုထားတဲ့တချင်းကိုလေမြန်မာဘိုလိုဆိုထားတဲ့မြန်မာတချင်းကိုပဲမြန်မာကအဲ့ဒါမှမြန်မာအကာလေးတွေမြန်မာထမိန်လေးတွေနဲ့ကောင်မလေးတွေအများစုကနေတယ်တချို့ dance crew တွေဆိုလို့ရှိရင်လည်းအဲ့ဒီအကာလေးကိုလိုက်ပြီးတော့ကနေကြတယ်အဲ့ဒီတော့အဲ့ဒါလေးကိုလေ့ကျင့်ပြီး join ကြပါ Thailand ဆိုတဲ့ဟာအတော်မှမျက်စိနောက်နေလို့အဲ့ဒါ join တဲ့လူတွေဆိုတော့ဒီလိုမျိုးကြော်ပြီးတော့ပဲကြည့်မယ်ဒါပဲအဲ့ဒါလာပြောတာ join နေတို့ကတော့မကတတ်လို့ပဲ try မှာမ join ဘူးနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်ဒါပဲအတင်းပြောတတ်လို့အတင်းပြောတဲ့ try ကြလို့ရှိရင် join မယ်ဒါပဲ